မီနီယာဘိုင်ဟီကိုနဲ့တူစားပေလေးပေးလိုက်အောင်လား OBO ပါဖလစ်ကာရီခုံစားပေပါပြန်လာတော့ပြန်နေတော့မယ်ထတော်နေချက်3 man ဆန်းဆက်လက်ပါဘတ်ဆက်ပ်လာလိုက်တဲ့နော်ထတော်နေချက်နောက်မှလေဂရော်လေးတကောင်မှာဟီရိုကီရလိုက်ပြင်မယ်နောက်မှ one shot အနေနဲ့တော့ပြန်တည်သွားသေးတယ်ယူဆောင် Black Dragon ဖောင်ကြားမှာဒါပေမဲ့လေဝဒူလေးကိုတော့ပြန်အိမ်ပြီဗျ၄ယောက်ကြားနေညက်တက်ထားတယ် Monster K ပါဟီကို bro comment ပြောသလိုပဲ Faza Feather Ezra နဲ့ Zero တော့ပုတ်ပေးလိုက်တယ်ဒါမှမဟုတ် Feather Ezra လေးပြန်ပြီးတော့ထောက်ထားတယ်ပေါ့နော်ဒီမှာဆန်းဆက်လက်ပါစီကခိုးထားတဲ့ Feather Ezra ကပိုနာနေသလားလို့အဲ့တန်းကြောင့်ကတော့ဖြားနေပြီလို့ဒီဘက်ဟီကိုပြစ်တာနဲ့သေမလို့တွေပါဖြစ်ကုန်တာဟီကိုဒမ်မီနဲ့တော့တည်သွားပြီကစ်ပေါ်မှာ Blader Fighter လမ်းရှိက Flicker နဲ့ပြန်ကုန်တော့ Lancelot ရဲ့ပိုင်းချက် Wadu Sonata နဲ့တော့ Double Kick ပဲယူထားနေမယ်နောက်မှာ one shot အနေနဲ့တော့ Cree ကြားထဲမှာစိမ့်နေပြီကတော့ထတော်နေချက်ကလာရင်နောက်မှာဘယ်မလဲဒမ်မီဒမ်မီပေးမယ်ဇင်းကိုမှာ Triple Kick ယူသွားနေမယ် Mini ဘိုင်ဟီကိုနဲ့တူစားပေလေးပေးလိုက်အောင်လား OBO ပါဖလစ်ကာရီခုံစားပေပါဝင်ယူသွားရင်တကယ်ကောင်းတဲ့ Tin Spirit Game number 2မှာလဲအပြတ်အသတ်နဲ့ပဲအနိုင်ရရှိတော့မလားခရီးတော့မလားကြီးတော့ပြန်တော့ဒီပွဲမပြီးသေးဘူးပွဲမပြီးသေးဘူးယူဆောင် Black Dragon ဖောင်နော် replay ပြနေတော့မှာပဲလျှက်တစ်ပြက်ရိုက်ချမ်းနေတော့ဟီရိုတကောင်သေးသွားတယ်4ယောက်5ယောက်အားမှာကတော့ထတ်တော်နေချက်ပြန်ခိုးပြီးတော့စမ်းဆက်လာပါဝင်လာနေတယ်တကယ်လှပတဲ့ disable လေးတစ်ခုနဲ့ဟီရိုကေ4ကောင်မှရလိုက်နေမယ်ဇင်းမှာရှော့သွားတာဗျာဟီကို double K နောက်မှာတော့ Wadu ယူဆောင်လေးပဲကြံတော့နေမှာနောက်ဟီကိုနေနဲ့အဲ့ Wadu ပဲလိုက်ပြီးတော့ရိုက်ခွဲနေနေပဲ9ကောင်လုံးတင်း white out again ဒုတိယမြောက် white out ပါထပ်ဖြစ်သွားနေတယ်အဲ့မှာဝါကြီးဝဲကြည့်မယ်ဝါကြီးဝဲကြည့်မယ် let's go ဝါကြီးဝဲကြည့်မယ်ကြီးပါYeah, game number 2မှာလဲเนาะ Tin Spirit အနေနဲ့တော့အပြတ်အသတ်နဲ့ CFU gaming ကိုနိုင်ရရှိက 2-3 ရရနဲ့ Winter Crown လေးပါခဲပြဝိုင်းနေပဲလှလှပပလေးအောင်ပွဲခံသွားခဲ့တာပဲဖြစ်ပါတယ်။ Knockout stage ကိုတော့တက်လန်းသွားနိုင်ခဲ့ပါပြီ။ Tin Spirit